profile လေးကိုဒီ line လေးစုံထဲမှာဘယ်ခွေလေးနဲ့လိုက်မလဲဆိုတာကျွန်တော် follower တွေတစ်ချက်ရွေးပြီเนาะအခုစဉ်းစားနည်းနည်းခတ်နေတယ်စဉ်းစားနည်းနည်းကြက်နေတယ်เนาะအဲ့မှာကျွန်တော်ရုပ်လေးလည်းပြပေးမယ်เนาะခွေလေးလည်းအသေးသေးတစ်ခုချင်းကြီးပြပေးမယ်တစ်ကတော့ဒီကောင်လေးပေါ့เนาะ1 2 3 4အဲ့၄စုံမှာကျွန်တော် follower တွေ1လလား2လလား3လလား4လလားပေါ့เนาะ1 2 3 4ပေါ့เนาะအဲ့တော့ဘယ်ခွေလေးနဲ့ပုံမိုက်မလဲเนาะကျွန်တော်ဝိုင်းပြီးရွေးပေးပါအောင်เนาะ customer ချစ်ကိုကြီးကိုစောကလည်းရွေးရနည်းနည်းခတ်နေတယ်ပေါ့เนาะဟိုမှာဒါလည်း cosmic ပဲเนาะဒါလည်း cosmic ပဲဟိုကောင်က ever trust ဟိုကောင်လည်း ever trust ဘယ်ခွေလေးနဲ့ပို့လိုက်မလဲဆိုတာကျွန်တော်တစ်ချက်ကျေးဇူးပြုမှတ်ပြီเนาะဒီကောင်လေးကတော့အကြိုက်များနေတဲ့ထဲမှာမဲများတယ်ဒါလေးကတော့အကြိုက်နေနေများတယ်အဲ့တော့ဘယ်ခွေနဲ့ကြိုက်လဲဘယ်ခွေနဲ့မိုက်မလဲဆိုတာ1 2 3 4เนาะကိုစော့ကားလေးကိုเนาะနန်းစည်းစိန်ကအကူကားလေးပေါ့เนาะဘယ်ခွေနဲ့လိုက်လဲကျေးဇူးပြုရေးကျွန်တော် follower တွေမှန်းပေးခဲ့ပါအောင်အားလုံးကိုကျေးဇူး